အားလုံးပဲမင်္ဂလာပါခင်ဗျာတာကျုပ်ရဲ့သားထက်ရဲနောင်စစ်မှုထမ်းနေတာတကယ်လားအရင်ဆုံးထက်ရဲနောင်ဆိုတာဘာတူလဲဆိုတာကနေစလိုက်ကြရအောင်ပါမြန်မာနိုင်ငံမှာစစ်တပ်ထိပ်ပိုင်းကောင်းဆောင်တွေရဲ့တာသမီတွေဟာနိုင်ငံအတွက်ကောင်းတာလုပ်လို့နာမည်ကြီးတာမဟုတ်ပဲနာမည်ဆိုးတွေနဲ့ပဲလူသိများကြပါတယ်လက်ရှိစစ်ကော်မရှင်တပ်ရဲ့တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့သားဖြစ်သူထက်ရဲနောင်ခေါ်ကိုတက်ဟာလည်းအဲ့ဒီအထက်တအူးပါပဲမကြသေးခင်ကပဲထက်ရဲနောင်ဟာရှမ်းပြည်နယ်ကစစ်မှုထမ်းတင်တဲ့အမှတ်စဉ်73ကိုတက်ရောက်ခဲ့ပါတယ်တကယ်တော့သူစစ်တပ်ထဲဝင်တာဟာအလွန်ကင်းပါတဲ့မိခင်ဖြစ်သူရဲ့မဟာဗျူဟာကျတဲ့အစီအစဉ်တစ်ခုသာဖြစ်ပါတယ် MDSI ရဲ့အဆိုအရသူဟာတာမန်စစ်မှုထမ်းတွေလိုလေ့ကျင့်ရေးအပြည့်အဝစင်းတာမဟုတ်ပဲနာမည်စရင်းတင်ပြီးဟန်ပြတက်ရောက်ခဲ့တာလို့သိရပါတယ်သူ့ရဲ့အမဖြစ်သူတိန့်တင်စာရဲဆိုရင်လည်းဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သားနဲ့လက်ထပ်ထားသူဖြစ်ပါတယ်အကြောင်းသိသူတွေရဲ့အဆိုအရတိန့်တင်စာရဲဟာမင်းအောင်လှိုင်ရဲ့သမီးခင်သီရိတက်မွန်ထက်ပိုဆိုးတယ်လို့မောင်ဖြစ်သူထရဲနောင်ထက်တောင်ပိုပြီးကြောက်ဖို့ကောင်းတယ်လို့ဝေဖန်ထားကြပါတယ်တာမန်လူငယ်တွေကိုရှေ့တန်းပို့နေချိန်မှာထရဲနောင်ကတော့အနေအကင်းဆုံးနဲ့ဝင်ဝင်ရတဲ့73စီထိန်းသိမ်းရေးတက်ဆဆတကိုရွေးချယ်ခဲ့ပါတယ်စစ်မှုထမ်းသက်2နှစ်အတွင်းမှာလည်းညဘက်တွေဆိုရန်ကုန်ကဘားတွေနဲ့လိုက်ကလပ်တွေမှာနိုင်ငံတော်တာဝန်ထမ်းဆောင်နေတယ်လို့မျိုးလုံခြုံရေးပြည်နဲ့တွာလာပြောပါနေခဲ့ပါတယ်နိုဘိုတယ်ဟိုတယ်ကလိုက်ကလပ်တွေကိုဆိုသူ့အမတို့လင်းများနဲ့အမြဲလိုသွားလေးရှိပါတယ်ဒါ့အပြင်2024ခုနှစ်ကရန်ကုန်မှာလုပ်ခဲ့တဲ့ Hip Hop 25 Years Night Music Festival မှာလည်းနောက်ွယ်ကနေအဓိကစီစဉ်ပြီးစစ်အုပ်စုတွေခွန်ခါရရှာပေးခဲ့ပါသေးတယ်။သူ့ရဲ့ဖခင်ရန်ဝင်းဦးဟာအာဏာသိမ်းစကတည်းကစစ်ကောင်စီရဲ့တွဲဘက်တွင်ရင်မှုဖြစ်ခဲ့ပြီးလက်ရှိမှာလည်းတပ်ချုပ်ရာထူးနဲ့စစ်ရေးကိစ္စတွေကိုအဓိကခိုင်းတွယ်နေသူပါ။သူ့ဆောင်တဲ့ဆာယာဖာတက်ဟာနေ့စဉ်နဲ့အမျှပြည်သူတွေနဲ့တော်လှန်ရေးသမားတွေကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်နေတဲ့အဓိကတရားခံအဖွဲ့အစည်းဖြစ်ပါတယ်။တကယ်တော့ထရဲနောင်စစ်ထဲဝင်ပြတာဟာဖခင်မျက်နှာသာယာရင်းနဲ့အခြားလူငယ်တွေကိုရှေ့နှမ်းရောက်သွားစေဖို့ရှေ့ကနေဝါရဖြန့်စည်းရုံနဲ့လုပ်ရတတ်ပါပဲတက်သားဆင့်ထရဲတောင်ရနေတဲ့အခွင့်အရေးမျိုးဟာလက်ရှိတက်တွင်းကဗိုလ်ကြီးအဆင့်တွေတောင်မရနိုင်ပါဘူးဖခင်အချိန်မှနဲ့ပြည်သူလူထုပေါ်လှုပ်ချင်နိုင်လုပ်နေတဲ့ဒီလိုအာဏာရှိလူဒန်းသားမျိုးကိုပြည်သူတွေအနေနဲ့တိကျသိရှိပြီးမင်းမပြစ်ပဲတမိုင်းမှတ်တမ်းတင်ထားကြဖို့လိုအပ်ပါတယ်